ပွဲထုတ်ဖို့ရှင်တင်မဲ့လို့ဗီဒီယိုဖိုင်နဲ့တကွချပြလာခဲ့ဂျိုရှိုဘန်တရားပဒနာက USC ရဲ့ဇညုံတို့တောင်းမှပြောရမလားပဲ USC ပြည်တဲ့ကြားမှာကဲဦးစေဝင်စားကြကောင်းတဲ့ဘေးလေးတစ်ခုဖြစ်လာနေတဲ့အကြောင်းလေးကိုပြောပြခြင်းပါရီဂျိုရှိုဘန်ရဲ့လက်လုံးလှူရှားမှုတွေကတရားပြင်းပြင်းထန်ထန်ရထားတဲ့သူတယောက်ရဲ့ပုံစံမျိုးလုံးဝမပေါက်ဘဲနဲ့အစင်းင်းဖြစ်နေပြီဆိုတော့အရေးရောင်နေပဲပြနေတာပါဒါကြောင့်ဗန်နဲ့ထိုင်ရီရဲ့ပွဲမှာဗန်ကတရားကြောင်းနှုတ်ထွက်လိုက်ပြီးပွဲကိုရက်ရွှေ့လိုက်ရဲဆိုတဲ့ကိစ္စမှာဖိုင်တာတယောက်ရဲ့ပုံကိုယ်ဆုံးဖြတ်ချက်တဲ့ USC ဖွဲ့စည်းရဲ့နောက်ွယ်ကစီးပွားရေးနဲ့နီးပြဟာမြောက်အကွက်ရွှေ့မှု strategic chess move ဖြစ်နိုင်ရေးပိုများပါတယ်ပွဲရွှေ့ဆိုင်ကြောင်းတင်ညာတဲ့နေ့မှာဗန်ကသူ့ငယ်ချင်းရဲ့ပွဲမှာအခုနီးပြခေါ်နမန်းဖြစ်ကွင်းနဲ့ဒီလိုက်ပါဝင်းရံခဲ့တာကဒေါ်လေးထွေးချပါတယ်တရားပဒနာအကြောင်းလေ့ကျင့်ခန်းမစင်းနိုင်ဘူးပွဲမထိုးနိုင်ဘူးဆိုတဲ့သူကကွင်းထဲမှာတွက်လက်စွာလှုပ်ရှားနေတာအားပေးနေတာကစီးပညာရကြည့်ရင်တော့မှအနေငယ်ယုံကြည်မရှိတဲ့လူဖြစ်နေပါတယ်အခုတည်းဆိုရှယ်မီဒီယာတွေမှာအစင်းင်းဖြစ်နေပြီဆိုတဲ့ပုံစံမျိုးတွေချပြလာတာကသူရဲ့ကြက်ခိုင်မှုဟာတရားခိုင်တော့မဟုတ်ရင်တောင်မှ80-90%လောက်ရှိနေပြီဆိုတော့ပြသနေတာပါဒါကတကယ်ပဲတရားရတို့ပွဲရွှေ့တာလားဆိုတာတန်တရားဖြစ်စီပါရီ UFC ကအမျက်ဆုံးကိုခြေခန့်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါရီဗန်နဲ့တက်ဆူထန်ရီရဲ့ပွဲကိုမေလ UFC 328C ကိုရွှေ့လိုက်တာကကီလိုစီပါရဲ့ကွက်တွေကြောင့်ဖြစ်နိုင်ပါရီနယူးဂျာစီက Prudential Center ကနယူးယောက်မြို့နဲ့ကလေးရဖြစ်ပြီးတော့ပြည်သက်ဝင်ဆမ်းမှုအင်မတန်များပါရီဗန်နဲ့ထိုင်ရာလိုအာရှကျေပွဲနှစ်ယောက်ရဲ့ပွဲကို Apex ရိုးရိုးကွင်းငယ်မှာလုံးမဲ့စာဒီလိုကွင်းကြီးမှာလောက်တာကရေဝင်ကြီး live cake တီးတာဒုတက်စီပါရီဒီပွဲစဉ်ကတ်ထဲမှာခန်းဆက်တို့ကဘာကျော်ဖိုက်တာပါဝင်နေပါရီဗန်နဲ့ထိုင်ရာပွဲကိုပါဒီစီးမြင့်ခတ်တဲ့ကိုထည့်လိုက်ခြင်းအပြင်အာရှဈေးကွက်တွေးပြီးတော့ဂျပန်နဲ့မြန်မာပြည်သက်တွေကိုဘူရော့ဆွဲဆောင်နိုင်လိုက်တာဖြစ်ပါရီ UFC ကတခါလေးမှာပွဲကောင်းပွဲကိုချက်ချင်းမပေးဘဲနဲ့ဇက်ရှင်တက်လာအောင်စောင့်တက်ပါရီအခုတော့ပွဲရွှေ့လိုက်တဲ့အတွက်ဂျပန်ပြည်သက်တွေကဝေဖန်လာကြရီဗန်ကိုကြောက်နေပြီလားလို့ဆွဆွဲလာကြရီဒါကပွဲအတွက်ဒရာမာတစ်ခုကိုဖန်တီးပေးလိုက်တာပါမီလာမှာသူတို့နှစ်ယောက်တကယ်တွေ့တဲ့အခါမှာအဲ့ဒီတရားဇလန်းကြောင့်ပွဲကဘူရော့စေဝင်စားကိုကောင်းသွားပါလိမ့်မယ်ပွဲကိုရွှေ့လိုက်ခြင်းအပြင်ဗန်နဲ့ထိုင်ရာရဲ့ပွဲကို UFC ကပုံရိပ်မြင့်တင်ပေးနေတာလည်းဖြစ်နိုင်ပါရီရေဗီဒီယိုတွေမှာကျွန်တော်ပြောခဲ့သလိုပဲဗန်က UFC အတွက် short notice ပွဲတွေအများကြီးကူညီပေးခဲ့သူပါ UFC ဘက်ကဗန်ကိုမင်းထိုင်ရာနဲ့ပွဲမှာတရားခိုင်တော့အစင်းနဲ့မဖြစ်ရင်မထိုးနဲ့ဘူးဒါတော့နောက်ပွဲကြီးတစ်ခုစီရွှေ့ပေးမယ်ဆိုတော့ခွင့်ရေးပေးလိုက်တာမျိုးလည်းဖြစ်နိုင်ပါရီဒါကဖိုက်တာကိုကာကွယ်ပေးရင်းနဲ့ပွဲကြီးပွဲကောင်းကိုပုံမကြီးကျတဲ့စင်းမြင့်မှာကျင်းပခွင့်ရအောင်လို့ UFC ကကွက်ရွှေ့လိုက်တာဖြစ်ဖို့များပါရီပွဲရွှေ့ဆိုင်လိုက်တာကဗန်အတွက်ထိုင်ရတဲ့ကစားဟန်ကိုလေ့လာဖို့အတွက်အချိန်ပိုရသွားစီပါရီထိုင်ရာကမြေပြင်မှာရမ်းတော်တဲ့သူဖြစ်တဲ့အတွက်ဗန်အနေနဲ့သူ့ရဲ့ wrestling နဲ့ grappling ဘိုင်းကိုပိုပြီးကျွမ်းကျင်အောင်လေ့ကျင့်မှုအတွက်အချိန်လိုအပ်နေတာမျိုးဖြစ်နိုင်ပါရီ UFC ကလည်းသူရဲ့အာရှကျယ်ဝန်းနှစ်ယောက်စလုံးကိုအကောင်းဆုံးလက်စွမ်းနဲ့ထိုးစီခြင်းတာပါဒီကုန်းချုံအနေနဲ့ပြောရမယ်ဆိုရင်တော့ဗန်ရဲ့ထိုင်ရကပွဲရှိဖို့အတွက်တရားဝင်အကြောင်းပြချက် official execute တက်တာဖြစ်ဖို့များပါရီဒီကအချက်ကတော့ UFC 328မှာပြည်သက်ရင်ဟာဝင်ငွေနဲ့ဇက်ရှင်အမြင့်ဆုံးရရှိအောင်လို့ UFC ကတမင်တကအကွက်ရွှေ့လိုက်တာလို့ယူဆလို့ရပါရီဗန်ကလည်းအစင်းင်းဖြစ်နေပြီဆိုတဲ့ပုံစံမျိုးတွေပြလာတာကမီလာမှာသူကတရားခိုင်တော့ဘလူးကောင်လို့ပြန်လာတော့မယ်ဆိုတာကိုသတိပေးလိုက်တာပါပဲကျွန်တော်ကတော့ UFC ရဲ့ဒီစီပွားရေးကွက်ကနေဘယ်လောက်ထိကြီးကျယ်တဲ့ပွဲကောင်းပွဲထွက်ပေါ်လာမလဲဆိုတာကိုပဲစောင့်ကြည့်ရတော့မှာဖြစ်ပါရီညီကိုတို့ကဘယ်လိုမြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာစောင့်ကြည့်လိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ